အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လုပ်ပေးရမယ့်ကိလေးကအရန်ကိုမှလှတယ်တိလားသက်စုကဒီရက်ပိုင်းဆိုလို့ရှိရင်ပေါ့နော်အခုလိုမျိုးအဝါနုနုလေးကိုအရန်ကိုမှတက်ကြနေတယ်ပေါ့နော်ဒါလေးရဆိုလို့ရှိရင် customer လေးကအရင်တစ်ခေါက်ကမှားတာစားလို့ကောင်းတဲ့အဆင်ပြေတယ်ဆိုပြီးတော့အခုတစ်ခေါက်မှထပ်ပြီးတော့မှားတာပေါ့နော်ဒီကိလေးအပြင်ကိုမှသူကဒီနှိစီပန်စီတွေပါသေးတယ်ပေါ့နော်သက်စုပြီးတဲ့ခါကျတော့ရှင်ဒါကတောင်ဝိုင်းဘက်ကိုသွားပြီးတော့ပုတ်ပေးရမယ့်ကိလေးပါရှင်ကိစ္စလေးတော့ဆက်လက်လက်မဆိုင်ပါနော်တဲစုကဆိုလို့ရှိရင်ဒီအသေးဒီဇိုင်းကိုဆက်လက်မထိပဲလုပ်ပေးဘူးတယ်ပေါ့နော်ဒီတစ်ခါမှလုပ်ပေးရတဲ့ဆက်လက်လက်မကိစ္စလေးရဆိုလို့ရှိရင်ပထမဦးဆုံးလုပ်ပေးဖြစ်တဲ့အသေးဒီဇိုင်းလေးပေါ့နော်ကိတ်လေးကအရန်ကိုမှချစ်ဖို့ကောင်းပါတယ်ဒီအဝါနုနုပေါ်မှာပန်းရောင်ဒီနှင်းစီပန်းလေးဒီကိုလိုက်ပြီးတော့ထည့်ထားတယ်ပေါ့နော်အရန်ကိုမှချုပ်ဖို့ကောင်းပါတယ်ဒါလေးကတော့ customer လေးကပုံလေးကိုပြပြီးတော့မှားထားတဲ့ကိတ်လေးပါရှင်ပုံလေးမှာလည်းအရန်လှသလိုအခုအပြင်မှာလည်းတက်စုလုပ်တဲ့စီမှာအရန်ကိုမှလှတယ်ပေါ့နော်အခုလိုမျိုးတက်စုစီမှာပေါ့နော်ယုံကြည်နဲ့နောက်ထပ်တစ်ခေါက်လာရောက်မှာယူအားပေးအတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်လည်းပေါ့နော်လိုရတဲ့ခါကြလို့ရှင်မို့နော်ဒီထက်မကဝယ်ယူအားပေးနိုင်ပါစေနော်မိုးရရှင်အမှားလည်း happy birthday ပါရှင်ဒီကိတ်လေးလှလေးကိုမြင်တဲ့ခါကြလို့ရှင်ပျော်ရွှင်ပြီးတော့တဘောချက်လေးမျိုးလို့မျှော်လင့်ပါတယ်နော်အခုကတော့ cake decoration ကအလုံးပြတော့ပါပြီရိုးရှင်းနဲ့ညင်ညင်လေးနဲ့လှတဲ့ဒီဇိုင်းလေးပေါ့နော်ဒီလိုမျိုး cake design လေးတကူမှာချင်တယ်ဆိုလို့ရှိရင်တော့ကြိုပြီးတော့မှာပေးပါရှင်